ချက်စီနဲ့နယူကာဆယ်တို့ကဆွီဒင်ကျယ်ပွင့်ရာဆင်အရာတွေကိုခေါ်ယူရန်စိတ်ဝင်စားနေမင်္ဂလာပါဘောလုံးပရိသတ်ကြီးရေဒီနေ့တော့ချက်စီအသင်းနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအပြောင်းရွှေ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘရိုက်တန်အသင်းရဲ့အသက်22နှစ်အရွယ်ကွင်းလယ်ကစားသမားရာဆင်အရာကြီးဟာလက်ရှိ2026ကမ္ဘာဖလားပြိုင်ပွဲမှာဆွီဒင်အသင်းအတွက်ခြေစွမ်းပြနေပြီးဥရောပထိပ်တန်းအသင်းများစွာရဲ့စိတ်ဝင်စားမှုကိုရရှိနေပါတယ်သတင်းများအရချက်စီနဲ့နယူကာဆယ်ယူနိုက်တက်တို့ဟာအရာဒီကိုခေါ်ယူဖို့ပြင်ဆင်နေတဲ့အသင်းတွေထဲမှာပါဝင်နေကြောင်းသိရပါတယ်။ရာဆင်ယာယီဟာပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာဘရိုက်တန်အတွက်ပွဲပေါင်း29ပွဲကစားခဲ့ပြီးအသင်းကိုဥရောပဝင်ခွင့်ရရှိအောင်ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။ကွင်းလယ်မှာဘောလုံးထိန်းချုပ်နိုင်စွမ်းကောင်းမွန်ခြင်းတိုက်စစ်နဲ့ခန်းစစ်ကြားချိတ်ဆက်ကစားနိုင်ခြင်းဘောလုံးပေးပို့မှုတိကျကောင်းမွန်ခြင်းတို့ကြောင့်အရာဒီကိုအနာဂတ်ကျယ်ပွင့်တူအဖြစ်သတ်မှတ်နေကြပါတယ်။ဘရိုက်တန်ဘက်ကလည်းသူ့ကိုလက်မလွတ်ချင်သေးပဲစာချုပ်တစ်ကမ်းလှမ်းထားကြောင်းသတင်းထွက်ပေါ်နေပါတယ်။ဒါပေမဲ့ချက်စီနယူကာဆယ်ပြင်အခြားဥရောပထိပ်တန်းအသင်းများစွာကလည်းအရာဒီကိုစိတ်ဝင်စားနေကြတာကြောင့်ဘရိုက်တန်အတွက်ကစားသမားကိုဆက်ထိန်းထားနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။အထူးသဖြင့်ကမ္ဘာဖလားဖွင့်ပွဲစဉ်မှာဆွီဒင်အသင်းကအီရတ်အသင်းကို9-1နဲ့အနိုင်ရခဲ့တဲ့ပွဲမှာအရာဒီရဲ့စွမ်းဆောင်ရည်ကအတော်လေးချီးကျူးခံခဲ့ရပါတယ်။အကယ်၍သူသာဒီလိုခြေစွမ်းမျိုးကိုပြိုင်ပွဲတစ်လျှောက်ဆက်လက်ပြသနိုင်မယ်ဆိုရင်ဘရိုက်တန်ကသတ်မှတ်ထားတဲ့တန်ကြေးဟာပိုမိုမြင့်တက်လာနိုင်ပြီးစာချုပ်တစ်ချုပ်ဆိုနိုင်ခဲ့မယ်ဆိုရင်ခေါ်ယူခြင်းတဲ့အသင်းတွေအတွက်ပိုမိုခက်ခဲလာဖို့ရှိနေပါတယ်။ချက်စီအသင်းအနေနဲ့လည်းလာမယ့်ရာသီအတွက်လူစရင်းကိုပိုမိုအားကောင်းစေဖို့ကြိုးပမ်းနေတဲ့အချိန်မှာရာဆင်အရာဒီလိုလူငယ်ရေးသွေးမြင့်ကစားသမားတဦးကိုခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်ထိတော့တရားဝင်ကမ်းလှမ်းမှုသို့မဟုတ်သဘောတူညီမှုတစုံတရာမရှိသေးတဲ့သတင်းအဆင့်သာရှိနေသေးတာဖြစ်ပါတယ်။